ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာဘန်ကာခံတက်ကိုကြားဖို့ကြတဲ့သူတွေရှိလားဒီကနေ့မှကျွန်တော်တို့ M9 မြန်မာ channel လေးကနေဘန်ကာခံတက်ရဲ့ကျင်းစာနဲ့ပြတ်သုံးမှုတွေအကြောင်းကိုတင်ဆက်ပေးမှာပါ Rajasthan ပြည်နယ်ရဲ့6သွေးတဲ့မြေပြင် Aravalli တောင်တန်းတွေရဲ့အရေးအောက်မှာနှစ်ပေါင်းများစွာကတည်းကစွန့်ပစ်ခံထားရတဲ့မြို့တော်ပြည်တစ်ခုကတည်ရှိလို့နေပါသည်မြို့ရဲ့နာမည်ကတော့ဘန်ကာဖြစ်ပြီးသူ့ရဲ့အလဲဗဟိုမှာဘန်ကာခံတက်ရှိပါသည်အိန္ဒိယရှေးဟောင်းသုတေသနဌာန ASI ကနေညနေ6နာရီနေဝင်ချိန်မှာမနေ့6နာရီနေဝင်ချိန်ထိကိုမှဝင်ရောက်ခြင်းကိုတရားဝင်တားမြစ်ထားတဲ့တခုတည်းသောနေရာလေးဖြစ်ပါသည်။ဒါကြောင့်မလို့ဒီခံတက်ဟာကမ္ဘာလက်ခီးသွားတွေနဲ့ပရာလောကကိုစိတ်ဝင်စားတဲ့သူတွေအတွက်စိတ်ဝင်စားစရာအကောင်းဆုံးနေရာတစ်ခုဖြစ်နေကြတာပါ။ဒီကနေ့ညမှာတော့ကျွန်တော်တို့ဟာတမိုင်းအခြေမော့ပညာနဲ့တည်ခြင်းတရားတို့ရောရှက်နေတဲ့ဘန်ကာမြို့ရဲ့ဇလန်းစီကိုခြေချလိုက်ပါပြီ။ဘန်ကာခံတက်ကို16ရာစုနှောင်းပိုင်းမှာဘရင်ဘဂဝမ်ဒက်ကသူ့ရဲ့ဒုတိယသားဖြစ်တဲ့မဒိုစင်အတွက်ကိုတိစောက်ပေးခဲ့တာပါ။ခံတက်အတွင်းမှာတော့နန်းတော်တွေဗလီကျောင်းတွေဈေးဆိုင်တွေနဲ့နေအိမ်ပေါင်းထောင်နဲ့ချီကလည်းတည်ရှိလို့နေပါသည်။ဒါပေမဲ့ဒီလိုမျိုးစီပင်တဲ့မြို့တစ်မြို့ရဲ့တိစောက်ရေးမှာရည်တည်ကြီးတစ်ပါးရဲ့တတိပေးချက်ကိုလိလူရှုမှုကနေမကောင်းတဲ့ကံကြမ္မာကစတင်လာခဲ့တာပါ။ဘန်ကာရဲ့မြေနေရာဟာဂူရုဘလူးနယ်လို့ခေါ်တဲ့အစွမ်းထက်တဲ့ရည်တည်တစ်ပါးသတင်း300အပန်းဖြေစခန်းနာမှာတည်ရှိပါသည်။ခံတက်ကိုစတင်ဆောက်လုပ်တဲ့အခါရည်တည်ကြီးကဘရင်ကိုတတိပေးပါသည်။ရည်တည်ရီကနေပြီးတော့တင်တို့ရဲ့အဆောက်အရေးဟာငါးရဲ့သတင်း300စခန်းအပေါ်ဘယ်တော့မှကြားရောက်စေလို့မရဘူး။အကယ်၍မင်းတို့ဒီစည်းကမ်းကိုချိုးဖောက်ရင်ဒီတစ်မျိုးလုံးကိုပြတ်သုံးစေလိမ့်မယ်ဆိုပြီးတော့မိတ်ခဲ့တာပါ။ဘရင်မာတို့ဆင်းဟာတဲ့ဒီတတိပေးချက်ကိုလေးစားလိုက်နာခဲ့တဲ့အတွက်ဘန်ကာမြို့ဟာအချိန်တော်တန်ကြာငြိမ်းချမ်းခဲ့ပါသည်။ဒါပေမဲ့နောက်လာတဲ့မင်းဆက်တစ်ပါးကရသေးရဲ့တတိပေးချက်ကိုလိုက်နာခဲ့ခြင်းတော့မရှိပါဘူး။ခံတက်ကိုထပ်မံချဲ့ထွင်လိုက်တာကြောင့်အဆောက်အအရေးဟာရသေးရဲ့အိမ်ကိုဖုံးအုပ်သွားခဲ့ပါသည်။အဲ့ဒီအချိန်မှာတော့ရသေးကြီးရဲ့ဒေါသကမြို့တစ်မြို့လုံးအပေါ်ကိုကျိန်စာအဖြစ်ကိုကြာရောက်လာခဲ့ပါသည်။ဒီဇလန်ကပထမဦးဆုံးသောကျိန်စာပါ။ဒုတိယကျိန်စာကတော့ခံတက်သမိုင်းကိုအမှောက်မိုက်ဆုံးခြေသားခဲ့တဲ့အချင်းနဲ့မော်ပညာဆက်လက်မယ်ဖြစ်ပါသည်။စင်ကရာလို့ခေါ်တဲ့မော်ဆရာတဦးဟာမင်းသမီးကိုအယူမူဆွဲလန်းခဲ့ပေမဲ့ဘလို့နီလန်းထဲမှကိုရနိုင်မှာမဟုတ်ဘူးဆိုတာကိုသိခဲ့ပါသည်။ဒါကြောင့်မလို့သူဟာမင်းသမီးကိုသူ့ဘော်ကိုချစ်ခင်လာစေဖို့မော်ပညာကိုတုံးပြီးထိန်းချုပ်ဖို့ကိုကြိုးစားခဲ့ပါသည်။မင်းသမီးရဲ့အစီခံဝဲမဲ့ရင်မွေးပလင်းတဲ့ကိုအချစ်ဆေးရည်ကိုထည့်သွင်းပေးခဲ့ပါသည်။ဒါပေမဲ့လို့မင်းသမီးဟာစင်ကရာနဲ့လှည့်စားမှုတွေကိုချက်ချင်းသိခဲ့ပါသည်။ဒေါသထွက်နေတဲ့မင်းသမီးဟာလည်းရင်မွေးပလင်းကိုမြေပြင်မှာမပစ်ပဲဘီနာကကြောက်တုံးကြီးတစ်ခုစီကိုလှမ်းပစ်လိုက်ပါသည်။မော်ဆွမ်းကြောက်မှုလိုပဲအဲ့ဒီကြောက်တုံးကြီးဟာအသက်ဝင်လာပြီးစင်ကရာစီကိုလှိမ့်ဆင်သွားခဲ့ပါသည်။ဒီကြောက်တုံးဖိမိလို့တေဆုံရတော့မဲ့မော်ဆရာစင်ကရာဟာနာကျင်မှုဒေါသအပြည့်နဲ့သူ့ရဲ့နောက်ဆုံးစကားကိုကျိန်စာအဖြစ်ကိုရေရွတ်ခဲ့ပါသည်။သူကဒီမျိုးမှာရှိတဲ့လူတွေအလုံးတေဆုံကြပါစီ။သူတို့ရဲ့ဝိညာဉ်တွေဟာဒီခန့်တက်ထဲမှာပဲထာဝရကိုပိတ်မိနေပါစီ။ဘယ်တော့မှကိုပြန်လည်ပြီးတော့မမွေးဖွားနိုင်ပါစေနဲ့ဆိုပြီးတော့ကျိန်စာတိုက်ခဲ့တာပါ။ဒီကျိန်စာကြောင့်မလို့ပဲမကြခင်မှာပဲစစ်မှန်တစ်ခုကဖြစ်ပွားခဲ့ပြီးတော့မြို့သူမြို့သားအလုံးကရုတ်တရက်ဆိုသလိုတေဆုံခဲ့ကြရပါသည်။ကျိန်စာနှစ်ခုကြောင့်မလို့ပဲဘန်ကာခန့်တက်ဟာတမိုင်းဝင်ပြည်စည်းတစ်ခုဖြစ်တာမကပဲနဲ့ဝိညာဉ်တွေပိတ်မိနေတဲ့အချင်းထောင်တစ်ခုဖြစ်ကိုရပ်တည်နေပါသည်။ညဘက်အချိန်ကဒီခန့်တက်ထဲကိုဝင်ရောက်ခဲ့တဲ့စွန်စားသူတချို့ဟာထိတ်လန့်စရာဖြစ်ပျက်မျိုးစုံကိုတွေ့ကြုံခဲ့ရပါသည်။မှောင်မိုက်နေတဲ့ခန့်တက်ရဲ့အတွင်းပိုင်းနေရာကနေနောက်ထပ်တနေရာကိုမရှင်းမလင်းကိုရွေလျားနေတဲ့အရေးတွေကိုမျက်မြင်တွေ့ရှိရတယ်လို့လည်းဒေသခံတွေကပြောကြပါသည်။ညာရဲ့တိတ်ဆိတ်မှုကြားကအမျိုးသမီးတို့ရဲ့ဝမ်းနဲ့ကြေကွဲပွေရာငိုကြွေးတဲ့အတန်တွေနားမလည်နိုင်တဲ့စကားအတန်တွေနဲ့ရိုးရအကတေးတန်တွေကိုလည်းကြားရတယ်လို့ဆိုပါသည်။တချို့သောခီးသွားတွေကခန့်တက်ရဲ့တကားဝါကိုဖျက်ကျော်ဝင်ရောက်တာနဲ့စိတ်ပိုင်းဆိုင်ရာမတက်မတာဖြစ်တာတွေဘလူလာအပ်တဲ့စွမ်းအင်တွေကသူတို့ရဲ့အနောက်ကနေလိုက်နေတယ်လို့ခန်းစားကြရပါသည်။အိန္ဒိယရှီဟောင်းသူတေသနတွေရဲ့တတိပေးချက်ကိုကျော်လွန်ပြီးသွားတဲ့နောက်ညဘက်ဝင်ရောက်ခဲ့တဲ့စူးစမ်းသူတချို့ဟာပျောက်ဆုံးသွားခြင်းဒါမှမဟုတ်ရင်ယူသွသွားခြင်းတို့နဲ့ကိုကြုံတွေ့ခဲ့ကြရပါသည်။ဒီလိုချောက်လက်မှုတွေကြောင့်မို့လို့ဘန်ကာဟာလှုပ်ဝက်ဆန်းကျင်မှုများစွာကိုကိုယ်တိုင်မြုပ်နှံထားတဲ့ကျိန်စာသင့်ခံတက်အဖြစ်ကိုမှဆက်လက်တည်ရှိနေပါသည်။